ညဘက်ပစင်းရင်ကွဲဖမ်းချိန်မှာတစ်ကောင်းလေးကနေကြောင်နဲ့တူတဲ့တတဝါလေးတစ်ကောင်ကိုတွေ့ခဲ့တယ်။သူလူသားတွေအနာကပ်လာတာတွေ့တော့အကောင်ပေါက်လေးကအထဲကိုပဲတိုးဝင်နေတယ်။ဒါပေမဲ့နောက်ဆုံးတော့လည်းမတက်နိုင်ပဲအဲ့ဒီလူကသူ့ကိုတစ်ချက်ထဲနဲ့ဆွဲထုတ်လိုက်တယ်။သူ့ရုပ်လေးကအရန်ဦးကြောင်နဲ့ချစ်ဖို့ကောင်းနေပြီးတောထဲမှာတခြားသားရဲတွေရန်ပြူမှာစိုးရိမ်လို့အိမ်ကိုခေါ်လာပြီးစောင့်ရှောက်ခဲ့တယ်။ဒါပေမဲ့အဲ့ဒီစေတနာကောင်းတဲ့လုပ်ရက်ကြောင့်အကောင်လေးရဲ့နောက်ဆုံးကျေးဇူးဆက်ပုံကလူကိုရေရခန့်ငွေရခက်ဖြစ်စေခဲ့တယ်။မိုးလင်းတဲ့အထိအကောင်လေးကသတိမထားမိသေးပဲပါဆက်ကနေအတန်တိုးတိုးလေးတွေစက်တိုက်អော်နေတော့မယ်။တော်သေးလို့နွားနို့ကိုပါဆက်နာကပ်ပေးလိုက်တော့မှအကောင်လေးကဖြည်းဖြည်းချင်းငြိမ်သက်သွားတယ်။အပြင်မှာအကြာကြီးလေလွင့်နေခဲ့လို့ထင်တယ်ရုတ်တရက်ရောက်လာတဲ့နွားနို့ကြောင့်သူ့အမေလိုမြတ်တာမျိုးကိုခံစားလိုက်ရတယ်။ဒါပေမဲ့စိတ်ငြိမ်နေတဲ့အချိန်ကအကြာကြီးမခံပါဘူး။ရှေ့စက္ကန့်မှာအရန်ရင်ပါတဲ့ပုံစံဖြစ်နေပြီးနောက်စက္ကန့်မှာတော့အဲ့ဒီလူကိုတွားဖြစ်ပြတော့တယ်။လက်ကိုအနာကပ်လိုက်တာနဲ့အကောင်လေးကချွန်းတက်တဲ့ဆွဲရီထုတ်ပြီးချက်ချင်းပြန်တိုက်ခိုက်တယ်။အဲ့ဒီလူကဒီကောင်ကရိုးရိုးကြောင်တကောင်မဟုတ်ဘူးဆိုတာသဘောပေါက်သွားပြီးသူကြီးလာရင်ဘယ်လိုပုံစံဖြစ်မလဲဆိုတာစိတ်ထဲမှာအရန်သိကျင်နေခဲ့တယ်။ဒီလိုနဲ့သူ့ရဲ့ယုံကြည်မှုအပြည့်အဝရဖို့အတွက်အဲ့ဒီလူကနေတိုင်းလိုသူ့အနားမှာအဖော်ပြုတ်ပေးခဲ့တယ်။သူ့အတွက်ကစားစရာအများကြီးတောင်ဝယ်ပေးခဲ့သေးတယ်။ဒါပေမဲ့အကြောက်တက်တဲ့သူကလန့်လွယ်တယ်။တော်သေးတာကစူးစမ်းမှုကအချီးနှီးမဖြစ်ပဲနောက်ဆုံးမှာတော့အကောင်လေးကဒီမိသားစုတွေကိုအောင်မြင်စွာဝင်ဆန့်သွားခဲ့တယ်။စိတ်နေစိတ်ထားကလည်းပိုပြီးရင်ပါလာတဲ့လူကိုကြည့်တဲ့အခါတိုင်းသူ့မျက်လုံးထဲမှာအယောင်တွေတောက်ပလို့နေတယ်။အိမ်ကကလေးဆိုရင်သူ့ကိုပိုတောင်သဘောကျသေးတယ်။နေတိုင်းရင်ခွင်ထဲပွေ့ချပြီးအကြာကြီးစော့ကစားကြတယ်။သူတို့ကြားကဆက်ဆံရေးပုံမခိုင်မြဲလာတာနဲ့အမျှအကောင်လေးရဲ့ကိုယ်ပေါ်ကအစင်းကြောင်းတွေကပိုပြီးထင်ရှားလာတယ်။အသားကိုလည်းအယမ်းမမောတဲ့စိတ်ဆန္ဒရှိနေပြီးရိုးရိုးကြောင်ကြားတွေနဲ့လုံးဝမတူဘူး။တကယ်ပဲကြီးလာတဲ့အခါမှာတော့ဒီအကောင်လေးကလုံးဝမယိုးရှင်းပါဘူး။ခြေထောက်ရှည်ကြီးနှစ်ဖက်နဲ့မတ်တက်ရက်လိုက်ရင်အနည်းဆုံး1 မီတာလောက်မြင့်တယ်။ပြီးတော့ခုံနိုင်စွမ်းကလည်းအရန်ကိုအံ့ဩစရာကောင်းတယ်။အဲ့ဒီလူလည်းဘာလို့ရမှန်းမသိအောင်ဖြစ်ခဲ့ရတယ်။ကိုရေးကြီးတာကဒီကောင်ကအရန်ဆိုးတယ်ထမင်းစားချိန်မရောက်သေးခင်ကတည်းကနေရာအနှံ့ရှောက်မွေနေတော့တာပဲ။အိမ်ဖြတ်တဲ့ပညာကလည်းမသေးဘူးအပြင်ကိုတနာရီတောင်မပြည့်အောင်ထွက်သွားတဲ့အချိန်မှာပဲအစ်စ်ဝယ်ထားတဲ့လိုက်ကသူ့ရဲ့ကစားစရာဖြစ်သွားခဲ့ပြီးအဖြစ်ပြောတာကိုရင်ဆိုင်ရတော့လဲမကျေနပ်တဲ့မျက်နှာပေးနဲ့လူကိုပြန်ပုတ်ပြီးစိတ်ထဲကမကျေနပ်မှုကိုဖော်ပြနေတယ်။နောက်ဆုံးထိဒီကောင်ကဘာကြောင့်မျိုးစားလဲဆိုတာတေချာမသိရသေးပေမဲ့အဲ့ဒီလူကတော့ဒါကအရေးမကြီးတော့ဘူးလို့ထင်တယ်။ဘာလို့လဲဆိုတော့ဒီကောင်ကကလေးမွေးပြီးကတည်းကစိတ်နေစိတ်ထားကအရန်ရင်ပါသွားလို့ပဲ။တချို့အချိန်တွေဆိုအဲ့ဒီလူရှိမှာကလူပြီးချွဲပြတတ်သေးတယ်။အရင်တုန်းကလိုရိုင်းဆိုင်ကြမ်းတမ်းတဲ့အမှုအရာတွေလုံးဝမရှိတော့ဘူး။ဒီနေရာမှာပဲဗီဒီယိုလေးပြီးဆုံးသွားခဲ့ပါပြီ။ကြည့်ရှုအားပေးမှုကိုကျေးဇူးတင်ပါတယ်ဖော်လို့လေးနှိပ်ပေးကြပါခင်ဗျာ။